ကဲမင်္ဂလာပါဒီနေ့ကတော့ဒီ NC03 ပေါ့နော်ဒီ setting လေးချိန်မှုချိန်ကြီးလေးပြပြပေးသွားမှာဖြစ်ပါတယ်ဒီမှာကတော့ဂျပန်လိုပြနေရပါတော့အဲ့တော့အင်္ဂလိပ်လိုပြောင်းလို့ရတယ်ပေါ့ပြီးတဲ့ခါကျရင်ဒီဘက်ပေါ့နော်ဒီကောင်က touch screen ဆိုတော့ဒီဘက်နံပါတ်2ဟာလေးကိုပြောင်းလိုက်တဲ့ခါကျရင်ဒီ communication setting ဆိုတာရှိတယ်ဒီမှာဒီလိုဆိုမြင်နေရက 2.4 နဲ့ 5G ဆိုပြီးဖြစ်နေမှာပေါ့နော်အဲ့ဒီဟာကိုဒီ 6G ပြောင်းမှာပေါ့နော် 6G ပြောင်းပေးမယ် save နေယူလိုက်မယ်ဟုတ်ကဲ့အဲ့ဒါပြီးသွားရင်ဒီ communication mode standard mode ကိုသွားမတိုးနဲ့ပေါ့နော် standard mode plus mode area နှိပ်တဲ့အခါကျရင်plus 1100ရန်တက်ကြပြီတစ်လောက်ကို unlimited မဟုတ်တော့ဘဲနဲ့ 15G ပဲသုံးလို့ရတော့မှာပေါ့နော်အဲ့တော့ editing လေးကိုလုံးဝမထိနဲ့ပေါ့နော်တက်ပြီးတော့ data usage ကိုသွားမယ် 3 days ဆိုတဲ့နေရာမှာ notification amount ဆိုတာရှိတယ်အဲ့ညသွားပြီးတော့ကိုသုံးလုံးထည့်ပြီးတော့ okay ပေးလိုက်ပါနော်ပြီးတော့ reset data usage ကိုနှိပ်ပြီး okay ပေးလိုက်မယ်အကြံလောလောဆယ်ဒီမှာက 2.4 နဲ့ 6G ပေါ့နော်6G သုံးလို့ရနေရာမှာ 6G သုံးလို့ရမယ် 6G သုံးလို့မရတဲ့နေရာမှာ 2.4 နဲ့သုံးလို့ရမယ်ပေါ့နော်တချို့ဖုန်းတွေကကြတော့ဒီအခုထွက်တဲ့ဖုန်းတွေကတော့ 6G သုံးလို့ရဆိုပေမဲ့က Android ဖုန်းနည်းနည်းဟောင်းတဲ့ဖုန်းတွေဆိုသုံးလို့မရဘူးပေါ့နော်အဲ့ဒီညရင်ဒီကနေပြီးတော့ပြန်သွားပြောင်းလို့လည်းရတယ်ဒီနေရာကိုနှိပ်ပြီးတော့ဒီ 2.4 လေးနှိပ်ပြီးတော့အသုံးပြုပေးရမယ်ပေါ့နော်အဲ့ကြရင် 6G မဟုတ်ဘဲနဲ့ 2.4 နဲ့ဆိုရင်တော့ဟိုတုန်းကဖုန်းလေးသုံးလို့ရမယ်အခုခေတ်ပေါ်ဖုန်းတွေကတော့2.4 လည်းသုံးလို့ရမယ် 6G လည်းသုံးလို့ရမယ်ပေါ့နော်အခုကျွန်တော်ပြောတော့ချိန်ပြီးသွားဆိုရင် 2.4 လည်းပေါ်တယ် 6G လည်းပေါ်တယ်ပေါ့ပြီးနောက်တစ်ခုကကြတော့ဒီ Wi-Fi ချိတ်သုံးမယ်ပေါ့နော် Wi-Fi ချိတ်သုံးမယ်ဆိုရင်ကcondition ပေါ့နော်ဒီ condition နေရာမှာ 2.4 ဆိုတဲ့နေရာမှာ 6G ပြောင်းပြီပေါ့နော်ကိုဖုန်းက 6G သုံးလို့ရဆို 6G နဲ့ 6G သုံးလို့မရ 2.4 ပြန်ပြောင်းပြီပေါ့နော်ဒါကကြတော့ဒီ laptop တို့ TV တို့မှာသုံးဖို့အတွက်ပေါ့နော်ဒါကတော့ Wi-Fi နဲ့အောက်ကတော့ password ပေါ့နော်ဟုတ်ကဲ့ခင်ဗျအဲ့ဒါဆိုတော့သုံးလို့အဆင်ပြေပြီထင်ပါတယ်ခင်ဗျကျေးဇူးတင်ပါတယ်